ခုတစင်ကဒီနေ့ဒီညပတ်တန်လေးပြပြပေးမယ်ပေါ့နော်ဒီစင်ကိုမေးထားတဲ့သူတွေရှိတယ်ဒါကြောင့်ကိုယ့်ရဲ့မွေးပတ်တန်အတိုင်းရှေ့ချန်တရနောက်ချန်တရဆွဲထားပေးပါခေထားဆိုရှင်ပြပြပေးမယ်ပေါ့နော်သူကားကြောင်းတော့တစင်တော့ကနေဟိုလို့လေသူကားကိုအရှိချန်တရအနောက်ချန်တရပြီးလို့ရှင်တစင်တို့ဒီရင်မုံရမှာဆွဲထားပြီး3ရက်ဆွဲထားပြီးပေါ့နော်တစင်တို့အရှိချန်ကကြတော့တစင်တို့2ရက်ဒီပေါ့လဲဆိုရင်ရင်မုံရမို့လို့နော်ဒါကြတော့အနောက်ချန်လေးပေါ့နော်ဒါဆိုရှင်ရမယ်ဒီစင်ကဒီမှာပြောပြပေးမယ်ပေါ့နော်ဒီစင်ကိုလောင်နေထားတာပေါ့နော်ရှင်ဘုံကိုမှဒီစင်တော့ကဒီမျိုးလုံကုတ်လေးနဲ့အမြင်သာမိထားအဲ့တော့ဒီစင်ကဒီပုံလေးပဲဒီစင်ပြောပြပေးလိုက်တယ်နော်အဲ့တော့သူကဒီမှာဒီစင်တော့အနောက်ရှမ်းကိုဝင်သွားမယ်သူကအနောက်ရှမ်းမှာဒီမှာဖြတ်ဆက်ဒီနားမှာဒီစင်ဒီတောင်းလေးမှာပုံလေးတင်မိထားမယ်နောက်ရှမ်းမှာသူကဖြတ်ဆက်ဖြစ်တဲ့အတွက်ဒီတော့ဒါကနောက်ရှမ်းဆိုတော့ဒီလိုဒီမှာဖြတ်ဆက်လေးထည့်ပေးမယ်နော်ဖြတ်ဆက်ကကြောက်တဲ့ဒီလိုလေးစိတ်လေးထည့်ပေးမယ်ခါကိုထည့်စင်တော့ကလေးစိတ်စားမယ်ဒီအနောက်ကျောင်းမှာဒီလိုဆက်ရပါလို့ရှင်ဒီခါကိုအမြဲတမ်းလေးစိတ်စားပြီးအဲ့တော့ဒီစင်တော့ကဒီခါညက်လို့ရှင်ဒီလိုဒါလေးကိုညှက်ထောက်လိုက်ပေါ့နော်ပြီးလို့ရှင်ဒီလိုအပူလေးညှက်မှာနော်ဒါဆိုရမယ်နော်ပြီးရှင်ဒီစင်တော့ကဒီမှာသူ့ရဲ့ level ကပုံမှန် level မှာဖောက်ပေးလိုက်မယ်နော်ပုံမှန် level ကဒီစင်တော့2လမှနဲ့6စိတ်ဖောက်ပေးမယ်နော်ဟိုက2လမှ6စိတ်ဖောက်လဲရတယ်2လမှ6စိတ်ဖောက်လဲရတယ်ပြီးလို့ရှိရင်ဒီတော့3လမှဖောက်လဲရတယ်ကိုကြိုက်တယ်လို့ဖောက်ဒီနောက်ကိုလဲနော်ဒါပေမဲ့3လမှထက်တော့မကြော်တော့နဲ့အဲ့လိုဆိုရင်ဒီလိုရဲ့လဲပြီးဖြစ်သွားပြီပေါ့နော်အဲ့လိုဆိုရင်ဒီလိုလဲပြီးမှစစ်လေးမဖြစ်တော့ဒါဆိုရမယ်နော်ဒီစင်တော့အောက်ကွာရတော့ဒီစင်က4စိတ်လေးပဲရှာပေးမယ်နော်ကိုက4စိတ်6စိတ်ကြိုက်တာရှာလို့ရတယ်ဒါပေမဲ့အဲ့ထက်တော့ပုံမရှာတော့နဲ့ဒါဆိုရင်ဒီကနေပဲလောက်ပြီးမယ်ဒါဆိုအနောက်ရှမ်းဒီစင်တော့ပြီးသွားပြီနော်လွယ်လွယ်လေးပဲနောက်ရှမ်းတော့အရှိရန်သွားမယ်ဒီစင်တို့ကဒီအောက်ကအရှမ်းပေါ့နော်အောက်ကရှမ်းကိုဒီစင်ကပုံဆက်ပြမယ်ဒါကတော့အဖောင်းကိုကကြတော့ဘယ်ဖုံးလားညာဖုံးလားတေးရှာလေးခွဲပြီးပေါ့နော်ဒီစင်ကတော့ဒီမှာပုံသေးလေးဖြစ်တဲ့ဒီစင်ကအဖြစ်လေးပဲဆက်ပြလိုက်တာအဲ့တော့ဒီစင်တို့ဒီမှာဒီလိုနောက်ရှမ်းမှာ2လမှ6စိတ်ဖောက်ကြတာဖြစ်တဲ့အတွက်အရှိချမ်းမှာလည်းဒီစင်တို့က2လမှ6စိတ်ဖောက်ပေးမယ်နော်ပြီးလို့ရှိရင်သူ့ရဲ့ level ကသူက60လေးပဲ60လေးဆိုတော့ဒီစင်ကအောက်ကို3လမှရှာပေးမယ်ကိုက3လမှကိုရှာလို့ရတယ်ဒါပေမဲ့အထက်တော့ပုံမရှာတော့နဲ့ဒီတိုင်းလေးဝိုင်းလေးပေါ့နော်ပြီးလို့ရှိရင်သူကဒီမှာကျတော့သူကပုံကတိတ်မမြင်ရအောင်ပေါ့နော်မတိတ်မမြင်အောင်ဒီစင်ကကျတော့သူကဒီမှာရိုးရိုးတောက်လေးနဲ့ပဲရှုပ်ထားတာဖြစ်တဲ့အတွက်ရိုးရိုးတောက်လေးနဲ့ရှုပ်ဒါပေမဲ့ဒီစင်တို့ကဒီမှာရေကူးတောက်ဒီစင်တို့အမြဲတမ်းရေကူးတောက်ကိုစားပြရမယ်နော်ဘယ်ဘက်တန်ဖြစ်ဒီစင်အမြဲတမ်းပြောရတယ်နော်ဒီရေကူးတောက်ထည့်တာကဒီစင်တို့ဂျိုင်းပွားတာကြီးပိုင်းမဖြစ်ဘူးဒီစင်တို့လေးစိတ်လေးစားပေးမယ်နော်